ချင်းဖြင့်ယောက်ျားချင်းရှင်အာကိုရီခေါ်နေစောက်ဖို့ဖြင့်တွင်နဲ့ထွေးပြီး6တောင်းနဲ့နင်းမင်းတို့ကမျိုးတူးထက်လိုက်သေးမဲ့ကျွင်းစောတရှိရောက်ရင်ပေါ်ပင်တော့ဘလောချင်းနောက်ကမှစောက်တင်တော့လမ်းမှာတွေ့ရင်တော့ရှင်မကြီးရဲပဲနောက်ကမှတောက်ချက်ကိုဟောင်းနေစေမင်းတို့ကောင်းနေပါတင်လေမင်းတို့အတွက်တော့အရှင်သခင်ပဲနောက်ကြီးတောင်းမမီဒူးထောက်လိုက်မင်းရဲ့ပါဇက်ကိုဖက်နှက်နဲ့ရိုက်ပြီးစောက်ကိုတက်ပြီးထိုးမင်းစော့ကြီးပါတက်ပြီးမင်းစိတ်တက်ကပုတ်ပွားလေသူများကိုကြီးကရှုံချတယ်ကိုကိုပါတင်နေတာလေနောက်ကငါလာမရှင်းပါနဲ့စောက်တာကြားကျင်နေတာပဲဝထားလိုက်ပေါ်တာရဲ့ပင်းဒီပြဲမိမစိတ်တကိုပြင်မာသားလေစော်ကြီးသွားလို့ကားတော်တွေမှန်းပြီးမင်းစော့အတွက်တော့ငါဟာအားစီကောင်မလေးပြုံတော့အခါကနမ်းပြီးလူတွေငါလောက်ပို့တက်ကျွမ်းတယ်နောက်ပေါ်တွေရှင်တော့တစ်ခေါက်လောက်ကြမ်းပြီးကာကြီးခဝဲတော့မှန်အောင်မရတဲ့ဒါဆိုရင်တော့သိမဲ့လိုက်မဲ့ကေကြီးကလေးတော့ပြောတယ်ရှက်ကိုရန်ကြားတယ်နောက်တစ်နေ့ထက်ခိုးတဲ့နေရာမှာတော်တော်လေးကိုတွက်လိုက်အဲ့ဒါဘယ်လိုလဲမသိပါဘူးပြက်